မိုးရီကလည်းရွာဟာမိုးရီကတော်ရွာနေပြီပဲဟာထဒီပါလားငါတို့မိုးအေးနဲ့အိနေကြတာမသိဘူးမိုးကတနာရွာလည်းမရောအခုမှရွာမိုးကလည်းဟာကျင်းလိုက်တာဖေဟာပါတယ်ဖေအလုံးလုံးကြမယ်နော်အေးဟုတ်တာပဲသမီးရဲ့ sorry ဟာတိုင်တက်ပြီအလုပ်ကလည်းနဲ့ကြောက်အောင်လေထားရပါသေးတယ်ဒီလမ်းဆိုအင်ဂျီပဲလေတော့ငါအင်ဂျီလေပွားဆိုရင်နော်ဟာအလုပ်တော့နဲ့ဟာမစားတော့ပါမင်းနော်အိုးအေးသမီးဖေတိုင်းနော်ဟုတ်မိုးကလည်းဒီနေ့မှရွာနေတယ်စပိန်ကလည်းဘယ်ထဲရပါဟဲ့စပိန်ကစီချီရလည်းမလဲဘူးလည်းပြောရင်တော့စပိန်တစီကမှာဒီမှာနစီကိုကတ်အလောက်ကလည်းနောက်ကျနေပါ10နိုင်လောက်ပို့သွားမိုးကြီးရလည်းနည်းနည်းမိသွားပြီဆိုတော့ချိုးခေငါလောက်တော့ငါချောင်းအရှင်ဝဆက်ရဆိုငါတို့ရေကောနောက်ကျရင်တော့ငါဘာပြီလောက်ကလည်းသွားအောင်တော့ဟဲ့မကားတစီးပါလားရမကြည့်ငါသားလေးကတော့အဲ့ဒီငါအချစ်ဆုံးသားလေးငါအချစ်ဆုံးသားလေးအခုဒီအဲ့ဒီငါကျင်းတတ်လိုက်တာဟာဟုတ်ငါသားငါသမီးရငါရမ်းချစ်ပါမိဘမိနေသေးအရေးတဲ့နောက်မှအော်လာဘယ်ပြီးပါဟုတ်လောက်တော့ဆာကူရာမြို့တာတော့တိတ်ဆိတ်ပြီးတော့တာယာနေပါတယ်မိုးရလည်းအတင်းတက်ပြီးတော့တဲဟာငါဒီနေ့ကားရှော့အယူဟာစိတ်ညစ်တယ်လို့ကားလည်းပေါ်နေပြီကပေါ်နေပြီဆိုအရှင်မြင့်အောင်မတော့ရမရတော့ပါငါတထီးလို့တော့ငါစိတ်မပြီးမှာဘူးစိတ်မငါတော့လိုက်တာမီးဝိုက်တွေအကုန်လေကားလေမကောင်းတော့တခြားကားပဲဝယ်လိုက်တော့ကားဝယ်ရှော့လိုက်ရောက်ပြီဆိုတော့ဒီကားလေးကိုအရင်လေးဆိုးလိုက်ကိုဒီကားယူမယ်နော်အေးယူညီလေးယူနော်ညီလေးအမနာနဲ့ယူဟိုကညီလေးရဲ့ဆရာကျွန်တော်ကဆရာပါကွာဟာအဆန်လည်းအရေးရှိလိုက်ရဟာအရာလည်းစိုးအောင်ငါတတိဆိုတော့ဒီကားပုံကအရာပဲစိုးအောင်တော့ထိထားဝဲကြတာကတော့ပြင်ပဲပြင်ပြီးသွားတိုက်ကြံပြီကွာဒါပေမဲ့အတိတ်တော့အာမခံလာတယ်သူကအလုပ်ကတော့တော်တော်ဝေးပါတယ်ဒီနေ့ဆိုမိုးကလည်းမီးနေပြန်ပြီဆရာဒီနောက်ကျရနော်ဟုတ်တယ်လမ်းမှာမီးပိုက်လည်းမီးနေလေဆရာငါတော့ပြုံးပြလိုက်သေးတယ်အဒီကိုရနောက်ကျဟုတ်ဆရာမင်းလူမလားတော့တိတ်ဟုတ်တယ်